ဒီနေ့မှာတော့ကျွန်တော်ကစနက်စီအကိုသုံးပြီးတော့ဓာတ်ပုံကိုပြင်ပြပေးတော့မှာပဲဖြစ်ပါတယ်အရင်ဆုံးစနက်စီအထဲကိုဝင်လိုက်မယ်ပြီးရင်အပေါင်းလေးကိုနှိပ်လိုက်မယ်အပေါင်းလေးကိုနှိပ်ပြီးတာနဲ့ကိုထည့်ခြင်းတဲ့ဓာတ်ပုံတစ်ခုကိုကိုယ့်ရဲ့ gallery ကနေပြီးတော့ယူပြီးတော့ထည့်လို့ရပါပြီကျွန်တော်ကဓာတ်ပုံတစ်ပုံကိုထည့်ပြီးသွားပြီဆိုတော့ဒီအောက်ဆုံးနာကဒီထိုးဆိုတဲ့ထဲလေးကိုဝင်လိုက်မယ်အဲ့ထဲကကျုံမိတ်ဆိုတာလေးကိုဝင်လိုက်မယ်ဒီနေရာလေးကိုထပ်ပြီးတော့ဝင်မယ်ဝင်ပြီးတော့တာနဲ့ကျွန်တော်က saturation ကိုနည်းနည်းတင်ပါမယ်ပြီးတော့ကျွန်တော်ဒီကျုံလေးကိုထပ်ဝင်လိုက်မယ်ဝင်ပြီးတော့တာနဲ့ highlight ကိုကျွန်တော်ထပ်ပြီးတော့ကစားပါမယ်highlight ကိုကျွန်တော်ညာဘက်ကိုရွှေ့လိုက်တယ် highlight ကိုကျွန်တော်51လောက်မှထားလိုက်ပါတယ်ပြီးတော့ကျွန်တော် shadow တွေကိုထပ်ပြီးတော့ဝင်ပါတယ် shadow ကိုဘယ်ဘက်ကိုတိုးရင်သူက shadow ကလျော့သွားပြီးတော့ညာဘက်ကိုတိုးရင်တော့လင်းလာပါတယ်အဲ့တော့ shadow ကိုကျွန်တော် short ကြည့်ပါတယ်ကျွန်တော်မကြိုက်သေးတဲ့အတွက် shadow လေးနည်းနည်းထပ်တင်လိုက်တယ် shadow ကျွန်တော်17မှာထားလိုက်ပါတယ်ပြီးတော့ကျွန်တော်ကျုံမိတွေကိုပဲဆက်ဝင်တယ်ဝင်ပြီးသွားရင်အောက်က1ပေါ့နော်1တုံးဘက်ကိုသွားမလား9တုံးဘက်ကိုသွားမလားဆိုတော့ကျွန်တော်ရွေးတယ်1ကိုကျွန်တော်30လောက်မှထားလိုက်တယ်ပြီးတော့အမှန်ချစ်ကလေးကိုနှိပ်လိုက်ပါတယ်ပြီးတော့ပုံကိုမူရင်းပုံနဲ့ပြန်ရှင်းကြည့်တယ်ကျွန်တော်တိုးလေးကိုဆက်ပြီးတော့သွားပါတယ်ပြီးတော့ဒီဘက်က cap ဆိုတဲ့ထဲလေးတွေကိုကျွန်တော်ဝင်လိုက်ပါတယ် cap မှာဒီနေရာလေးတွေကိုကျွန်တော်ဝင်တယ်အဲ့နေရာတွေက green ဆိုတဲ့နေရာလေးကိုကျွန်တော်ရွေးလိုက်ပါတယ်ပြီးတော့ကျွန်တော် highlight လေးကိုနည်းနည်းလေးကစားပေးတယ် highlight လေးကိုကျွန်တော်လိုသလောက်ကစားပါတယ် shadow ပိုင်းလေးနည်းနည်းထပ်ပြီးပြန်ကစားတယ်ကျွန်တော်လိုချင်တဲ့အနေအထားကိုရပြီဆိုတော့နောက်ထပ်ကျွန်တော်ဒီနေရာလေးတွေကိုပြန်ဝင်ပါတယ်ပြန်ပြီးတော့ကျွန်တော်ဒီတစ်ခေါက်တော့အနီရောင်ဘက်ကို red ဘက်ကိုကျွန်တော်ကစားကြည့်ပါမယ် red ကတ်မှာဆိုရင်တော့ဒီအနေအထားလေးကိုကျွန်တော်ကြိုက်သွားပြီဆိုတော့အမှန်ချက်ကလေးကိုကျွန်တော်နှိပ်လိုက်ပါတယ်မူရင်းပုံနဲ့ပြန်ပြီးတော့ရှင်းကြည့်ပါတယ်ပြီးတော့ကျွန်တော်တိုးလေးကိုဆက်ဝင်ပါတယ်တိုးတဲ့က frame ဆိုတဲ့နေရာလေးကိုကျွန်တော်သွားပါတယ် frame မှာတော့အများကြီးရွေးရရှိပါတယ်အဲ့ဒီထဲကကျွန်တော်နံပါတ်5 frame လေးကိုကျွန်တော်ရွေးလိုက်ပါတယ်ပြီးတော့ကျွန်တော်အမှန်ချက်ကလေးကိုနှိပ်လိုက်ပါတယ်ဒါဆိုရင်တော့ကျွန်တော် frame လေးတစ်ခုရပါပြီကျွန်တော်တိုးလေးကိုဆက်ပြီးတော့ဝင်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာ tab ဆိုတဲ့အထဲကိုဝင်ပါမယ်အဲ့ထဲကိုရောက်ပြီဆိုရင်တော့ဒီနေရာလေးကိုပေါ်လာတဲ့စာတန်းနေရာလေးကိုကျွန်တော်တစ်ဘက်ကလေးနှစ်ချက်နှိပ်လိုက်တာနဲ့စာရေးလို့ရပါပြီကျွန်တော်နာမည်လေးကိုရေးလိုက်ပါဦးမယ်โอเคနာမည်ရွေးပြီးတော့ရင်သူ့ကိုလိုချင်တဲ့နေရာကိုထားလို့ရပါတယ်စာတန်းလေးကိုဖိပြီးတော့ကျွန်တော်ဘယ်ဘက်ညာဘက်အပေါ်ဘက်အောက်ဘက်အကုန်ရွှေ့ကြည့်ပါတယ်ပြီးတော့ကျွန်တော်အဲ့ဒါလေးကိုခြုံလိုက်ပါတယ်ခြုံပြီးတော့ကျွန်တော်ကညာဘက်အောက်ထောင်းလေးမှာထားရတာကိုသဘောကျပါတယ်ဒါကြောင့်ကျွန်တော်ညာဘက်အောက်ထောင်းလေးမှာထားလိုက်ပါတယ်ပြီးတာနဲ့ကျွန်တော်ဒီနေရာလေးကိုဝင်ပါတယ်ဒီနေရာကတော့သူကစာတန်းရဲ့အယောင်တွေကိုပြောင်းလဲတာဖြစ်ပါတယ်ဒီနေရာလေးကတော့ရောင်တွေပြောင်းလဲလို့ရပါတယ်နောက်ဒီနေရာလေးကတော့သူ့ကိုအလင်းရောင်ဘယ်လောက်ထားမလဲဆိုတာလေးကိုဖြစ်ပါတယ်
ကျွန်တော်ကတော့အဖြူစစ်စစ်နေရာမှာပဲထားလိုက်ပါတယ်အလဲရဟာလေးကတော့ opacity ဖြစ်ပါတယ်နောက်ဆုံးဟာလေးကတော့စာရဲ့ font အနေထားလေးဖြစ်ပါတယ်โอเคကျွန်တော်ကတော့ line 2ကိုရွေးလိုက်ပါပြီ opacity ကျွန်တော်နည်းနည်းလျှော့လိုက်ပါတယ်အမှန်ချက်ကလေးကိုကျွန်တော်နှိပ်လိုက်ပါပြီโอเคဒါဆိုရင်တော့ကျွန်တော်တို့ export နေရာလေးကိုကျွန်တော်နှိပ်လိုက်ပါပြီ export ဆိုတဲ့နေရာလေးကိုပဲကျွန်တော်ဆက်ပြီးတော့ရွေးလိုက်ပါတယ်ဒါဆိုရင်တော့ view ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ပြင်ထားတဲ့ပုံလေးကိုမြင်ရပြီပဲဖြစ်ပါတယ်